بسم الله الرحمن الرحيم الحمد لله توحيد أشميتيا توما سورة سأقول تنيوليلا نجارة بشبارة إسلام تادنا ما أشميتيا توما شيده تين إشين تكيا بدولة تين تادنا قابالة تين تمانوا بدولة جنورو نينه بتما أشديا نباب أشميتيا نباب شده تين إشين تكيا بدولة تين تادنا بالة سورة أقول تنيوليلا جبي بشبارة أقول جنورو نينه سلبي تنيوليلا ماغا تين يتمانوا بدولةကျွန်တော်တို့ရဲ့တမန်တော်ကတမန်တော်မြတ်ကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်နာမည်ကမုဟမ္မဒ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ဖြစ်ပါတယ်မုဟမ္မဒ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ရဲ့ဖခင်နာမည်ကတော့အဗ်ဒူလာဖြစ်ပါတယ်အဗ်ဒူလာရဲ့ဖခင်နာမည်ကအဗ်ဒူလ်မုတ္တလစ်ဖြစ်ပါတယ်အဗ်ဒူလ်မုတ္တလစ်ကတော့ဟာရှမ်ရဲ့သားဖြစ်ပါတယ်ဟာရှမ်ကကုရိုက်ရှ်ရဲ့မျိုးနွယ်တွေကဖြစ်ပါတယ်ကုရိုက်ရှ်ကအရဗ်တွေကဖြစ်ပါတယ်ဒီအရဗ်တွေဟာတမန်တော်အစ္စမာအီလ်အလိုင်းဝါဆလမ်ရဲ့မျိုးရိုးစင်ဆက်တွေကဖြစ်ပါတယ်တမန်တော်အစ္စမာအီလ်အလိုင်းဝါဆလမ်ကတမန်တော်အီဘရာဟင်ရဲ့သားတော်ဖြစ်ပါတယ်တမန်တော်အီဘရာဟင်အလိုင်းဝါဆလမ်မှာသားတော်နှစ်ပါးရှိပါတယ်တမန်တော်အစ္စမာအီလ်အလိုင်းဝါဆလမ်နဲ့တမန်တော်အစ္စဟက်အလိုင်းဝါဆလမ်ဖြစ်ပါတယ်ကျွန်တော်တို့ရဲ့တမန်တော်မုဟမ္မဒ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ကတမန်တော်အစ္စမာအီလ်အလိုင်းဝါဆလမ်ရဲ့မျိုးရိုးစင်ဆက်ထဲဖြစ်ပါတယ်အလောရှင်မြတ်ကတမန်တော်ဆလ္လာလဟ်အလိုင်းဝါဆလမ်နဲ့ကျွန်တော်တမန်တော်အီဘရာဟင်အလိုင်းဝါဆလမ်ပေါ်ကိုအလောရှင်မြတ်ရဲ့အကောင်းဆုံးဆလတ်ဆလမ်ကိုပို့တာတော်မူပါစေကိုရောမကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်ကျွန်တော်တို့ရဲ့တမန်တော်ဆလ္လာလဟ်အလိုင်းဝါဆလမ်ကအသက်63နှစ်ထိရှင်သန်နေထိုင်ခဲ့ပါတယ်နဗီမဖြစ်ခင်နှစ်ပေါင်း40နေထိုင်ခဲ့ပါတယ်နဗီရဆူလ်အဖြစ်နဲ့23နှစ်နေထိုင်ခဲ့ပါတယ်တမန်တော်ဆလ္လာလဟ်အလိုင်းဝါဆလမ်ကအီကရာကျွန်တော်တို့ဆူရာအလတ်ဖြစ်တဲ့အီကရာဒီအာယတ်တော်နဲ့ဒီအာယတ်တော်ကြောင့်နဗီတမန်တော်ဖြစ်လာပြီးတော့ယာယူဟ်မုဒ္ဒသ်ဆိုတဲ့ဆူရာအိုဆောင်ခြုံထားသူဆိုတဲ့ဒီဆူရာကြောင့်ဒီအာယတ်ကြောင့်ဘာဖြစ်လာလဲဆိုတော့ရဆူလ်တမန်တော်ဖြစ်လာခဲ့ပါတယ်ကိုရမဆလ္လာလဟ်အလိုင်းဝါဆလမ်ရဲ့မွေးရမြေကတော့မက္ကာရွှေမြို့တော်ဖြစ်ပါတယ်နောက်မှာတမန်တော်ဆလ္လာလဟ်အလိုင်းဝါဆလမ်ကမဒီနာရွှေမြို့တော်ကိုဟစ်ဂျရတ်ရွှေ့ပြောင်းသွားခဲ့ပါတယ်အလောရှင်မြတ်ကတမန်တော်ဆလ္လာလဟ်အလိုင်းဝါဆလမ်ကိုရှရစ်ကနေသတိပေးဖို့တောဟီဒ်တရားဘက်ကိုဖိတ်ခေါ်ဖို့အတွက်ဒုနီယာလောကကိုဆေလွတ်တာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့အလောရှင်မြတ်ကမိန့်တော်မူတယ်ယာအီယူဟ်မုဒ္ဒသ်အိုဆောင်ချုံထားသူကွမ်ဖအန်ဇ်အဲ့တော့ထားပြီးသတိပေးပါဆိုတာကသတိပေးနှိုးဆော်ပါကာဖီရ်တွေကိုသတိပေးနှိုးဆော်ပါဝရဘကဖကဘ်တင်းရဲ့အရှင်သခင်ရဲ့ကြီးကျယ်မြတ်မှုကိုချီးကျူးမွဲဆိုပါဝဆီယာဘကဖတဟ်တင်းရဲ့ဥစားတွေကိုစင်ကြင်အောင်လုပ်ပါတန်ရှင်းအောင်လုပ်ပါဝရူဂျူဇာဖဟဂျူရ်ယုတ်တုဒီကနေပြီးတော့မှလုတ်ကင်းစွာနေပါဝလာတမ်နွန်တစတက်ဖီရ်တစုံတူကိုကပို့ပြီးတော့ရလို့တဲ့ရွယ်ချက်နဲ့ပေးကမ်းခြင်းနဲ့မပြုပါနဲ့ဝလီရဘ်ဘီကဖစဘ်အလောရှင်မြတ်အတွက်ဆဘရ်လုပ်ပါအဲ့တော့ဒီနေရာမှာပြောမယ်ဆိုလို့ရှိရင်အလောရှင်မြတ်ကဒီဆူရာတဲ့ဒီအာယတ်တွေကအကြောင်းပြုပြီးတော့မှတမန်တော်ကရဆူလ်ဖြစ်လာခဲ့တာဖြစ်တယ်အဲ့တော့ဒီအာယတ်ထဲမှာအလောရှင်မြတ်ကဘာအမိန့်ပေးလဲဆိုတော့ကွမ်ဖအန်ဇ်အတဲ့တမန်တော်ကထပြီးသတိပေးနှိုးဆော်ပါသတိပေးနှိုးဆော်ခိုင်းတာကရှရစ်ကိုသတိပေးခိုင်းတာဖြစ်တယ်မက္ကာမှာမုရှရစ်တွေဟာရှရစ်ထဲမှာနေမုန်းနေကြတယ်ကာဘာထဲမှာယုတ်တုစင်တုတွေရှိတဲ့အဲ့ဒီရှရစ်တွေထဲမှာနေမုန်းနေတဲ့ဒီရှရစ်ကနေသတိပေးဖို့ဖြစ်တယ်အလ္လာဟ်တပါးဒီကိုကိုးကွယ်မှုအလောရှင်မြတ်တပါးဒီကိုပဲကိုးကွယ်မှုဘက်ကိုဖိတ်ခေါ်ဖို့အတွက်အမိန့်ပေးတာဖြစ်ပါတယ်ပြီးတော့အလောရှင်မြတ်ကြီးကျယ်မြင့်မြတ်မှုကိုမဆိုပါအလ္လာဟ်တပါးဒီကိုအလ္လာဟ်တပါးဒီကပဲကြီးကျယ်မြင့်မြတ်တော်မူသောအရှင်ဖြစ်တယ်အလ္လာဟ်ရဲ့ကြီးတဲ့သူဘယ်သူမှမရှိပါဘူးဒါကိုဆိုလိုခြင်းဖြစ်ပါတယ်အလ္လာဟ်ရှင်ကျွန်တော်တို့အားလုံးကိုတမန်တော်ဆလ္လာလဟ်အလัยဟိဝါဆလမ်ကိုကိုယ်တိုင်သိပြီးတော့ကိုရမဆလ္လာလဟ်အလัยဟိဝါဆလမ်ရဲ့နီလန်ပေါ်မှာလိုက်နာကျင့်သုံးနေတဲ့တောဖစ်ဆွမ်းအချီးမြှောက်တော်မူပါစေဝါခရူဒါဝါနာအလ်ဟမ်ဒူလ illah ရဘ်ဘီလ်အာလမင်